တိပညာရဲ့ထောင်ကျောက်စာအုပ်ပေါင်းတစ်ထောင်ဖတ်ထားပြီးဘာမှလက်တွေ့မလုပ်တဲ့သူနဲ့စာတစ်ကြောင်းနဲ့ဖတ်ပြီးအဲ့ဒီအချက်ကိုလက်တွေ့အကောင့်ထဲပေါ်တဲ့သူဘ누구ကပိုချမ်းသာလာမယ်လို့ခမည်းထင်တယ်လေအဖြေကတော့ရှင်းပါတယ်အတုံးမချတဲ့အသိပညာဟာအမိုက်နဲ့အတူတူပါပဲကျွန်တော်တို့ခေတ်မှာဘ ഹു တုတတွေကနေရာတိုင်းမှာရှိနေပါတယ် Facebook ပို့ရင် YouTube ကြည့်ရင်ငွေရှာနည်းဒီ mindset တွေကိုခမည်းသိနေပါပြီဒါပေမဲ့ပြဿနာကခမည်းရဲ့အုံနောက်ကအဲ့ဒီအချက်အလက်တွေကိုသိလိုက်ယုံနဲ့တင်ငါအောင်မြင်နေပြီဆိုတဲ့အာယုံခံစားမှုအမှား false sense of progress ကိုပေးလိုက်တာပါဒါကို passive learning trap လို့ခေါ်ပါတယ်အောင်မြင်သူတွေဟာသိဖို့ထက်လုပ်ဖို့ကိုပိုအာယုံစိတ်ပါတယ်သိန်းတစ်ချောင်ရှားနီးကိုသိနေတာထက်1000တန်ပစ္စည်းတစ်ခုကိုတကယ်ရောင်းကြည့်တာကခမည်းကိုပိုပြီးသင်ခန်းစာပေးနေပါတယ်ခမည်းရဲ့အုံနောက်ထဲမှာသိမ်းထားတဲ့အသိပညာတွေကအတိုးမထွက်ပါဘူးအဲ့ဒီအသိပညာကိုစီးပွားရေးလောကထဲထိလိုက်မှသာအမျက်ထွက်လာမှာပါဒါကြောင့်နောက်တစ်ခါဘ ഹു တုတတစ်ခုခုတီးလိုက်တိုင်းကို plan မေးပါဒီအချက်ကိုငါအခုချက်ချင်းဘေးနေရာမှာသုံးလို့ရမလဲဆိုတာပါပဲအချက်လက်တရားတီးပြီးတစ်ချက်မှမလုပ်တာထက်တစ်ချက်ပဲတီးပြီးတစ်ချက်စလုံးလုပ်တာကတင့်ကိုအောင်မြင်မှုစီပိုမြင့်မြန်ပို့ဆောင်ပေးပါလိမ့်မယ်အစမတအနေနဲ့ခမည်းကိုမေးခွန်းတစ်ခုမေးခြင်းပါတယ်ခမည်းတီးထားတဲ့အချက်တွေထဲကနေလက်တွေ့မလုပ်ဖြစ်သေးတဲ့အရေးကြီးဆုံးအချက်တစ်ချက်ကဘာလဲဥပမာစုငွေစားတာလားလုပ်ငန်းစားတာလားဒါမှမဟုတ်အလိအကျင့်တစ်ခုလားအဲ့ဒီအချက်ကိုအခုပဲ comment မှာခြာရေးခဲ့ပါခြာရေးလိုက်တာဟာလက်တွေ့လုပ်ဖို့ပထမဆုံးခြေလှမ်းပါပဲ success mindset mm နဲ့အတူအောင်မြင်မှုစီအတူတူရှောင်လန်းကြပါစို့